ချင်းလေးရဲ့မန်ရှင်ကိုရောက်ပြီးတဲ့နောက်ကျမတညာလုံးမအိတ်နိုင်ခဲ့ဘူးပြည်တင်းပေါက်အပြင်မှာမိုးဆက်သေးသေးလေးတွေကျနေတော့မယ်ဒါပေမဲ့ကျမသိတယ်ဒီမိုးကရက်မှာမဟုတ်ဘူးအရင်ဘဝတုန်းကမိုးကကူးလာတိတိစက်တက်ရွာခဲ့တယ်မြို့တွေရေမြုပ်သွားတယ်လမ်းတွေပြိုကျသွားတယ်တောင်တွေတောင်မြေပြိုပြီးပျောက်သွားခဲ့တယ်နောက်ဆုံးမှာလူသားတွေဟာ cruise ship တွေပေါ်မှာပဲအသက်ရှင်ခဲ့ရတယ်ဘာတွေစဉ်းစားနေတာလဲချင်းလေးရဲ့အတန်ကြောင့်ကျမလှည့်ကြည့်လိုက်တယ်သူကညဝေအင်ကြီးအနည်းရောင်နဲ့မတ်တက်ရက်နေတယ်ရွှေရောင်မျက်လုံးတွေကတိတ်တိတ်လေးကျမကိုကြည့်နေတယ်ကျမခဏတိတ်နေပြီးမှမကြခင်ကဘာပြတ်တော့မယ်လို့ပြောလိုက်တယ်တာမန်လူဆိုရင်ဒီစကားကိုယူသွားတယ်လို့ထင်ပါပဲဒါပေမဲ့ကွင်းလေးကတော့ဘလောက်ကြာသေးလဲလို့ပဲမေးတယ်ကျမတော့ခဏအံ့ဩသွားတယ်မင်းမမေးဘူးလားဘလို့တိတာလဲဆိုတာကွင်းလေးကခေါင်းခါလိုက်တယ်မင်းပြောတာကိုငါယုံတယ်အဲ့ဒီစကားတစ်ခွန်းကကျမရင်ထဲကိုတိုက်ရိုက်ထိုးဝင်သွားတယ်လို့ပဲအရင်ဘဝတုန်းကဘသူမှကျမကိုမယုံခဲ့ဘူးဘသူမှကျမဘက်မရက်ခဲ့ဘူးဒါပေမဲ့အခုတော့ကျမစကားတစ်ခွန်းကိုကွင်းလေးကတန်တရားမရှိယုံကြည်နေတယ်ကျမစပွဲပေါ်မှာမတ်ပြီးဖြန့်ချလိုက်တယ်ရေမမြုပ်နိုင်တဲ့တောင်တွေလို့တယ်ပြီးတော့ cruise ship တွေလည်းဝင်ရမယ်ကွင်းလေးကတိတ်တိတ်လေးနားထောင်နေတယ်စားစရာစီဝါ fuel အားလုံးကိုအများကြီးတူလောင်ရမယ်အနည်းဆုံးလူထောင်ချီအသက်ရှင်နိုင်ဖို့ကွင်းလေးမျက်ခုံးအနှင်းငယ်မြင့်သွားတယ်လူထောင်ချီဟုတ်တယ်ကျမအတန်တိုးတိုးနဲ့ပြောလိုက်တယ်ဒီတစ်ခါလူတွေကိုတီးစီခြင်းမနေတော့ဘူးအရင်ဘဝမှာကျမရေအောက်မှာနေခဲ့ရလို့ကဘာပေါ်ကလူတွေဘလောက်ဒုက္ခရောက်ခဲ့လဲမမြင်ခဲ့ရဘူးဒါပေမဲ့နောက်ပိုင်းသတင်းတွေကနေသိလာခဲ့တယ်လူတွေဟာအစာမရှိလို့လူသားအသားတောင်စားခဲ့ကြတယ်ခလေးတွေရေထဲမျောသွားတယ်မိသားစုတွေတယောက်ပြီးတယောက်တည်ကုန်တယ်ချင်းလီကတော့လင်ဝမ်းဝမ်းကိုကယ်ဖို့ storm နဲ့ထွက်သွားပြီးတည်ခဲ့တယ်ဒီတစ်ခါအဲ့ဒီလိုအဆုံးသတ်မျိုးထပ်မဖြစ်စေရဘူးနောက်နေ့ကစားပြီးကျမတို့နှစ်ယောက်အယူလိုလှုပ်ရှားတော့တယ်တောင်ပေါ်ဟိုတယ်လီးခုဝယ်လိုက်တယ်အခန်းပေါင်း400ကျော်ရှိတယ် warehouse တွေအားလုံးကိုအစားအစာတွေနဲ့ပြည့်အောင်ဖြည့်လိုက်တယ် rice instant noodles canned food drinking water medicine disinfectant blanket fuel generator အားလုံးကိုအများများဝယ်တယ်ချင်းလီကတခါမှပိုက်ဆံကုန်နေလို့မပြောဘူးကျမဘာလို့ချင်းလဲဆိုတာပဲမိတယ် cruise ship 30စီးတောင်ဝယ်လိုက်တယ် ship တိုင်းကို waterproof လီယာအထက်100နီးပါးတင်ခိုင်းခဲ့တယ်လူတွေကကျမကို crazy woman လို့ခေါ်ကြတယ်ကဘာပြက်မယ်ဆိုပြီးယူနေပြီပိုက်ဆံဖြုံးနေတယ်ချင်းလီလည်းမိန်းမနှုတ်လိုက်ပြီးယူသွားပြီ online ပေါ်မှာလူတွေလှောင်ပြောင်ကြတယ်ဒါပေမဲ့ကျမကယူမဆိုင်ဘူးသူတို့သိမကြခင်တိလာလိမ့်မယ်တနေ့ကျမဖုံးမိလာတယ်ဗီဒီယိုကောလာနေလင်ဝမ်ဝမ်ကျမမျက်လုံးအေးဆက်သွားတယ်ကောကိုဖြီးလိုက်တော့သူမကထူးဆန်းတဲ့အပြုံနဲ့ကျမကိုကြည့်နေတယ်ချူရှာနင်းကို secret တစ်ခုပြောမယ်3ရက်နေရင်ကဘာပြတ်တော့မယ်ကျမအံ့ဩသလိုဟန်ဆောင်လိုက်တယ်ဘာအမှန်ပဲလင်ဝမ်ဝမ်အတန်ကမာလာတယ်ပင်လေအောက်မှာပဲအသက်ရှင်နိုင်မှာမမိတ်ကလန်ကပဲဒီ disaster ကိုလွတ်မြောက်နိုင်တယ်ပင်လေကန်းကြီးကိုလာခဲ့ငါနင်းကိုကဲ့ပေးမယ်ဗီဒီယို signal ကလိုက်ဖြစ်နေပြီမေကျမသူမလက်မောင်းပေါ်ကအနီရောင်တရားတွေကိုမြင်လိုက်တယ်မမိတ်ကလန်မှာသူမမကောင်းကောင်းနေထားတာဘူးဆိုတာသိတာနေတယ်ကျမတိတ်တိတ်လေးပြုံးလိုက်တယ်အမီတို့စကားဆုံးတာနဲ့မိဘနှစ်ယောက်အတန်ဝင်လာတယ်ချူရှာငါတို့ဒီကိုရောက်နေတာကြာပြီဒီမှာအရန်ကောင်းတယ်မင်းလည်းအမြင်လာခဲ့ကျမတို့မျက်နှာကိုတီချကြည့်လိုက်တယ်မိကအထူးကြီးလိမ့်ထားပြီမဲ့ဖုံးမထားနိုင်တဲ့အနာတွေရှိနေတယ်မျက်နှာတွေပိန်ကျသွားတယ်ဒါပေမဲ့သူတို့ကအရန်ကောင်းတယ်လို့ပြောနေတော့မယ်အရင်ဘဝမှာကျမဒုက္ခရောက်တော့ကသူတို့ကိုအကူအညီတောင်းခဲ့ဘူးတယ်ဒါပေမဲ့ပင်လေအောက်မှာနေရတာထက်မင်းပေါ်မှာပူဒုက္ခရောက်တယ်လို့ပဲပြန်ပြောခဲ့ကြတယ်အခုတော့လင်းဝမ်ဝမ်ခံနေရတဲ့ဒုက္ခကိုကျမနဲ့အစားထိုးချင်နေကြပြန်ပြီကျမမျက်နှာပေါ်မှာအပြုံးတစ်ခုတင်လိုက်တယ်ဟုတ်ပြီကျမအခုလာခဲ့မယ်ကောပြတ်သွားတာနဲ့ကျမ 24K ဂူးဖုန်းကိုတရက်အမိုက်ပုံနဲ့ဖြစ်ချလိုက်တယ်ကီလီကဘေးမှာကြည့်ပြီးမေးတယ်မသွားဘူးလားမသွားဘူးကျမ EECC ပြန်ဖြေလိုက်တယ်ငရဲလေးကိုဒုတိယအကြိမ်ပြန်မစင်းတော့ဘူးပုံရက်ကြပြီးနောက်မိုးကြီးစတင်ရွာတော့တယ်အစမှာတော့လူတွေကတာမန်မိုးလိုပဲထင်ခဲ့ကြတယ်ဒါပေမဲ့9ရက်ဆက်တိုက်မရက်ပဲရွာလာတဲ့အချိန်မှာလူတွေပက်နစ်ဖြစ်သွားကြတယ်ကြီးရွာတွေရေထဲမျိုးသွားတယ်မြေပြိုမှုတွေဖြစ်လာတယ်လမ်းတွေပြတ်တောက်ကုန်တယ်လူတွေဟာအပေါ်ထက်တွေကိုပြေးတက်ကြတယ်နောက်တော့တောင်တွေပေါ်တက်ကြတယ်နောက်ဆုံးမှာ Federation က cruise ship တွေထုတ်ပြီး floating shutter ဖွင့်ပေးခဲ့တယ်ဒါပေမဲ့ကျမနဲ့ကွင်းလေကတော့ရေစတင်တက်တဲ့တတိယနေ့မှာပဲ ship တွေထုတ်ခဲ့တယ် distress signal ပို့တဲ့သူတိုင်းကိုကဲခဲ့တယ်လူသားပဲဖြစ်ဖြစ် peaceman ပဲဖြစ်ဖြစ်အားလုံးကိုကဲခဲ့တယ်တောင်ပေါ်ဟိုတယ်လေးလုံးထဲမှာ refugee 6000ကျော်နေထိုင်လာခဲ့တယ်လူတွေဟာဒီ disaster ကမကြခင်ပြီးသွားမှာပါလို့ကိုနှိမ့်သိမ့်နေကြတယ်ဒါပေမဲ့ကျမသိတယ်ဒါကအစပဲရှိသေးတယ်